မြတ်စွာဘုရားရဲ့နေ့စဉ်လုပ်ငန်းပုံမှန်လုပ်တဲ့လုပ်ငန်းကထိုင်တေဘောပေါ့မြတ်စွာဘုရားသူ့လုပ်ငန်းလုပ်တာအချိန်စရာနဲ့လုပ်တာအချိန်စရာနဲ့လုပ်တာဖြစ်တယ်မနေ့ပိုင်းဒီစွန့်စားပြီးလုပ်တဲ့အလုပ်ကတစ်ခုစွန့်စားပြီးနောက်လုပ်တဲ့လုပ်ငန်းကတစ်ခုညမှာပထမယံမှာလုပ်တဲ့လုပ်ကတစ်ခုပစ္စည်းမယံမှာလုပ်တဲ့အလုပ်ကတစ်ခုပစ္စည်းမယံမှာလုပ်တဲ့အလုပ်ကတစ်ခုလို့နေ့မှာနှစ်ချိန်စွန့်စားပြီးရှေ့ပိုင်းစွန့်စားပြီးနောက်ပိုင်းနေ့ကနှစ်ချိန်ညမှာက3ချိန်အဲ့ဒါကိုဗုဒ္ဓကိစ္စ5ပါးလို့ခေါ်တယ်အဲ့ဒီစီကံတိုင်းမြတ်စွာဘုရားဒေသင်လုပ်ငန်းတွေရှိတယ်အားရလို့မရှိဘူးဘုရားမှာအဲ့ဒါမှအလုပ်လုပ်ရတယ်အဲ့ဒီမှာညလုပ်တဲ့အလုပ်နဲ့မနဲ့ပိုင်းလေးမှာလုပ်တဲ့အလုပ်ည3ရံရှိတဲ့ထဲမှာဒီပစ္စည်းမယံမှာလုပ်တာနဲ့ပထမယံမှာလုပ်တဲ့အလုပ်တခြားအလုပ်တွေကခွဲထားပြီးတော့ကိုယ်ပိုင်အလုပ်ကလေး2ခုရှိသေးတယ်ဘာလုပ်လဲဆိုတော့ညနေချိန်ဆိုလို့ရှိရင်မြတ်စွာဘုရားစัจ java လာတစ်ခုလုံးကိုသဗ္ဗညုတဉာဏ်ကွန်ရက်နဲ့ဖြန့်ကျက်ပြီးတော့ကြည်တယ်မနေ့စောစောမိုးတောက်ချိန်မှာတခါသဗ္ဗညုတဉာဏ်နဲ့လောကကြီးတစ်ခုလုံးကိုအာယုံပြုတ်ပြီးတော့ကြည်တယ်ပေါ့နော်အဲ့ဒီလုပ်ငန်း2ခုကအမြဲလုပ်တယ်တာမန်လူတရားဟောတဲ့အလုပ်မဟုတ်တာသူကိုယ်တိုင်ဘာလုပ်မလဲဆိုတဲ့လောကကြီးကိုကြည့်တဲ့အလုပ်ဟာတနေ့ကို2ချိန်ကြည့်တယ်ပေါ့မပြတ်မကွက်ကြည့်တယ်ညနေပိုင်းကြည့်တာတစ်ချိန်မနေ့မိုးတောက်ချိန်ဆိုတာတစ်ချိန်မိုးတောက်ချိန်ဆိုတာဘယ်ချိန်နှုံးဆိုလို့ရှိရင်အာယုံမတက်မီရှေ့ကလင်းရောင်ကြီးလေးမလာခင်အဖြူရောင်လေးကအရင်လာတယ်မနေ့စောစောထိုင်တွေ့လိုက်မယ်နော်မှောင်းနေတဲ့အမှောင်ကရော့ကြပြီးတော့အဖြူရောင်တန်းလာတယ်ငှက်ကလေးတွေစအော်လာတယ်အရှိလောကရကိုကြည့်မယ်ဆိုရင်တော့နေထွက်တဲ့ပုံစံမရှိသေးဘူးအလင်းရောင်မရှိသေးဘူးအနီရောင်မလာသေးဘူးအဲ့ဒီအချိန်လေးကိုပစ္စုတသမယလို့ခေါ်တယ်မိုးတော့ချိန်အဲ့ဒီချိန်ပွင့်တဲ့ပန်းကိုမိုးတော့ပန်းနော်မိုးတော့မိုးလင်းတဲ့အထိပ်ပဲကိုပြောတာအဲ့ဒါအရုံမဟုတ်သေးဘူးနော်အရုံတက်တဲ့ဆိုတာကနေထွက်တော့မဲ့ရှေးပြေနမိတ်ရှေးလောကရမှာအနီရောင်လေးပေါ်လာတာမှအဲ့ဒါမှအရုံလို့ခေါ်တယ်အရုံဆိုတာဘာဟုတ်ခေါ်တာတော့ဆိုအနီရောင်လေးကိုခေါ်တာဒါမိုးလေဝသကင်းစင်ပြီးတော့ကောင်းကင်ချီလင်းနေတဲ့အချိန်ခါမျိုးမှာဆိုရင်တော့မြင်နိုင်တယ်ပေါ့နော်ဒိန်နေရှိရင်တော့လည်းဒီပုံစံမမြင်နိုင်ဘူးပေါ့အဲ့တော့အရုံတက်တယ်ဆိုတာလည်းသူ့နေရာနဲ့သူပဲအဲ့တော့သူ့နေရာနဲ့သူလိုက်ရမှာအရုံဆိုတာတပြိုင်နဲ့တက်တာမဟုတ်ဘူးလေမြန်မာပြည်မှာတက်တဲ့အရုံနဲ့အိန္ဒိယနိုင်ငံမှာတက်တဲ့အရုံကမတူနိုင်ဘူးလေအိန္ဒိယကတနားရီနောက်ကျတယ်ဗမာပြည်ကတနားရီစောတယ်တခါဂျပန်နဲ့ဆိုရင်2 နာရီခွဲလောက်နောက်ကျတယ်ဟိုက2 နာရီခွဲလောက်စောတယ်နေဝင်ဒီထွက်ကိုအဲ့လောက်กว่าတယ်ပေါ့နော်အမေရိကန်နိုင်ငံမှာဆိုရင် East Coast ကနေပြီးတော့ West Coast မှာ3 နာရီกว่าတယ်နေဝင်နေထွက်ချိန်3 နာရီกว่าအဲ့တော့ရုံတက်တာလည်းกว่าတယ်အဲ့တော့တန်ဃာတွေဆွမ်းစားချိန်ကလည်းပဲသူတိတာနဲ့သူသတ်မှတ်ရတာဖြစ်တယ်ပေါ့နော်မြန်မာပြည်မှာနေပြီးတော့အမေရိကန်ချိန်သွားစားလို့ပဲရအောင်မြန်မာပြည်မှာနေမြန်မာစံချိန်နဲ့ပဲစားမှာပဲဖြစ်တယ်လေမြန်နဲ့သွားတဲ့အခါတစ်ခါခက်ခဲကြုံတာလေးတွေရှိတယ်
international ထိပ်လိုင်းရောက်သွားလို့ရှိရင်အချိန်ကဝုတ်ဆိုပြောင်းသွားတာရှိတယ်ကောင်းကင်ကြီးမှာအဲ့တော့ထားတော့အချိန်ကသူ့အချိန်နဲ့သူသတ်မှတ်ရဗမာပြည်အချိန်ကတစ်မျိုးတော့ဗမာနဲ့အမေရိကဆို23နိုင်လောက်กว่าတယ်23နိုင်ကျော်ဗမာနဲ့ဂျာမနီတို့အင်္ဂလန်တို့နဲ့ဆို4နိုင်ခွဲလောက်กว่าတယ်ဗမာက4နိုင်ခွဲစောတယ်ဟိုက4နိုင်ခွဲနောက်ကျတယ်အဲ့လိုပေါ့နော်သူစံတော်ချိန်နဲ့သူပဲအဲ့ခုဒီစားရတဲ့ပါရမအိန္ဒိယစံတော်ချိန်လို့မှတ်ရမယ်အိန္ဒိယမှာဖျက်ပွင့်တာဆိုတော့အဲ့ဒီဒေသရဲ့စံတော်ချိန်ညနေဆိုရင်ပထမရံမှာမြတ်စွာဘုရားကျောင်းထဲမှာတပါးနဲ့ထိုင်ရင်ကနေပြီးတော့စัจ java လာကြီးလောကကြီးတစ်ခုလုံးကိုအာယုံပြုကြည့်တယ်အဲ့လိုအာယုံပြုကြည့်တဲ့အခါမှာခြိပုံခြိနည်းတစ်ခုกว่าတယ်ညနေပိုင်းမှာခြိတဲ့အခါကျတော့ခန္ဓာကုရိတိုက်ကိုယ်သတင်းသုံးနဲ့မြတ်စွာဘုရားသတင်းသုံးနဲ့နေရခန္ဓာကုရိတိုက်မှာဆိုရင်ခန္ဓာကုရိတိုက်ပေါ့စေရွန်ကျောင်းထဲမှာနေမိမိနေထိုင်တဲ့ကျောင်းကနေစပြီးတော့တဖြည်းဖြည်းအဝေးဘက်ကိုခြိသွားတယ်အနည်းကနေစတယ်လို့ဆိုပါစို့မြတ်စွာဘုရားကိုယ်တိုင်သတင်းသုံးနေတဲ့ကျောင်းကနေစပြီးတော့စေရွန်ကျောင်းထဲမှာဘာဖြစ်နေတယ်လဲဆိုကြည့်မယ်အဲ့ဒီကနေချဲ့သွားလိုက်တာစัจ java လာတိုင်းထိရောက်သွားစัจ java လာတစ်ခုလုံးကိုသဗ္ဗညုတဉာဏ်ကွန်ရက်နဲ့စပြီးတော့ကြည့်တယ်ညနေပိုင်းကြည့်ရင်သတင်းသုံးတော်မူတဲ့ကျောင်းကနေပြီးတော့အပြင်ကိုချဲ့ပြီးတော့ကြည့်သွားတယ်မနေ့စောစောမိုးတော့ချိန်မှာကြည့်တယ်ဆိုလို့ရှိရင်တော့ဟိုစัจ java လာအဝေးကိုအရင်ကြည့်ပြီးတော့မှအဝေးကနေပြီးတော့အနီးကိုဆွဲလာလိုက်တာသတင်းသုံးတဲ့နေရာဌာနအထိကြည့်တယ်အနီးကစာကြည့်တာနဲ့အဝေးကစာကြည့်တာဒီလိုနှစ်ခုกว่าတယ်လို့ပဲမှတ်ညနေကြည့်ရင်အနီးကစာကြည့်တယ်အဝေးထိအနီးမှအဝေးသို့ကြည့်တယ်မိုးတော့ချိန်မှကြည့်တယ်ဆိုရင်အဝေးကနေပြီးတော့အနီးကိုဆွဲရပြီးတော့ကြည့်တယ်တော့ဒီနေ့နှစ်ချိန်မြတ်စွာဘုရားဟာလောကကြီးကိုကြည့်တယ်ဘာအတွက်ကြည့်တာတော့လို့ဆိုရင်ထူးခြားတဲ့အဖြစ်အပျက်ရှိပြီးဘယ်ပုဂ္ဂိုလ်ဟာကျွတ်တန်းဝင်ဖို့စုပန်ခဲ့တယ်လဲဘယ်ပုဂ္ဂိုလ်ကိုထူးထူးခြားခြားတရားဟောဖို့ရှိတယ်လဲလူတိုင်းကဒီလိုစုပန်ခဲ့တာမှမဟုတ်တာနော်တို့အားတွေအများကြီးရှိတဲ့ထဲမှာထူးခြားတဲ့ပုဂ္ဂိုလ်တွေအားလွတ်မသွားအောင်ကြည့်လိုက်တယ်အဲ့တော့တာဝတိမြို့မှာနေရင်ကနေကြည့်လိုက်တော့မနေ့ပိုင်းကြည့်လိုက်တာစัจ java လာတိုင်းကနေစကြည့်လိုက်တော့စေရွန်ကျောင်းမရောက်ခင်ဘာသာတွေ့တော့ဆိုကုရုတိုင်းကကမ္မတဓမ္မဒီကုန်းမှာနေတယ်မာဂန္တိမိသားစုကိုသွားတွေ့တယ်ညနေမှာပေါ်လာတယ်ဒီကြည့်တယ်ဆိုအသိဉာဏ်နဲ့မှပေါ်လာတော့ကျွတ်ထိုက်တဲ့ပုဂ္ဂိုလ်မှာပေါ်တာမကျွတ်ထိုက်တဲ့ပုဂ္ဂိုလ်မပေါ်ဘူးအဲ့တော့ပေါ်လာတဲ့လူကတော့ကံကောင်းတဲ့လူပဲကံကောင်းတဲ့လူပဲပေါ်တယ်ကံမကောင်းတဲ့လူမပေါ်ဘူးမြတ်စွာဘုရားဉာဏ်တော်ထဲမှာအဲ့လိုပေါ်လာတယ်ငါဖမ်းတဲ့လူပေါ်မြတ်စွာဘုရားရဲ့သဗ္ဗညုတဉာဏ်ကွန်ရက်ကြီးဖြတ်ကျင်လိုက်တဲ့အခါမှာအဲ့ဒီ network ကွန်ရက်ကြီးထဲမှာရောက်လာကျွတ်ထိုက်တဲ့ပုဂ္ဂိုလ်တရားဟောရမယ့်ပုဂ္ဂိုလ်အဲ့ဆက်ရောက်လာ